ဒီကနေ့ထွက်ပေါ်လာတဲ့သတင်းတွေအရဆရာဇွဲကောင်မင်းအွန်လိုင်းရဲ့အကြမ်းဖက်အုပ်စုဟာတရုတ်ကွန်မြူနစ်ပါတီကိုအားကိုးပြီးတော့တော်လိုင်းတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့မြို့တွေနဲ့တော်လိုင်းတပ်ဖွဲ့တွေကဖမ်းဆီးထားတဲ့စစ်ဗိုလ်ချုပ်တွေကိုပြန်လည်လွှဲပြောင်းပေးဖို့ဖိအားပေးတောင်းဆိုလာတယ်လို့သတင်းတွေတွေ့ရှိရပါတယ်အဲ့တော့တရုတ်နဲ့ရုရှားရဲ့စီးရေးအကူအညီတွေကိုယူနော်ပြည်သူရဲ့ရန်ပုံငွေတွေကိုတုံးပြီးပြည်သူတရက်လုံးကိုခြေမုံတပ်ဖြတ်ဖို့ကြိုးစားနေတဲ့ဖက်စစ်လူရုပ်မှမင်းအွန်လိုင်းရဲ့စစ်တပ်ကပြည်သူတယောက်လေးရဲ့ခုခံတော်လှန်မှုကိုသူမနှိမ်နှင်းနိုင်တော့လို့တရုတ်နဲ့ရုရှားအားကိုတရုတ်ကွန်မြူနစ်ပါတီရဲ့ခေါင်းပါတီကိုဖိအားတော့ညှိနှိုင်းပြီးတော့မြို့တွေကိုပြန်ပေးဖို့တောင်းဆိုတဲ့အခြေအနေမှာဖက်စစ်တပ်ဟာတေချာတယ်စီးရီးယားလိုဖြစ်တော့မှတေချာပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းတော်ထဲမှာပဲနော်ထွက်ပေါ်လာတဲ့ကမ္ဘာသတင်းတွေအရဒုတိယကမ္ဘာစစ်နောက်ပိုင်းတီထောင်ခဲ့တဲ့တော်တော်ကြီးကိုအင်အားကြီးပြီးရုရှားတခါတရံတရုတ်ထောက်ပံ့မှုအပါတဲ့စီးရီးယားကြီးရေလီစစ်တပ်ကြီးဟာလုံးဝတရားဝင်ဖျက်သိမ်းခံလိုက်ရပြီဖြစ်တယ်။ဒါလက်ဆက်ကမ္ဘာသမိုင်းမှာဖြစ်နေတဲ့ဖြစ်စဉ်မြန်မာပြည်ကစစ်တပ်လည်းပဲထိုနည်းတူစွာပဲဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာပေါ်ပေါက်လာခဲ့တီထောင်လာခဲ့တာဖြစ်တယ်။အဲ့တော့စီးရီးယားလိုပဲအာဏာရှင်ဝါဒကိုကျင့်သုံးတဲ့ရုရှားရဲ့နောက်ခံတဲ့ပြည်သူပေါ်ရက်စက်ကြမ်းကြုတ်စွာနှိမ်နင်းတပ်ဖြတ်ဖမ်းဆီးထောင်ချသူတို့ကိုကြိုးစီးပွားရှာဖွေတယ်အဲ့တော့စီးရီးယားစစ်တပ်ကတော့ကြီးရည်လေးစစ်တပ်ကြီးကတော့လုံးဝဖျက်သိမ်းခံလိုက်ရပြီမင်းအွန်လိုင်းရဲ့ဖက်စစ်တပ်ကြီးပဲကြံပါတော့တယ်ဆိုတော့ကျွန်တော်ဒီအပိုင်းကျွန်တော်ရှိကိုချိတ်ဆက်လာတဲ့နပခနောက်ပိုင်းစစ်တပ်နာချုပ်အပါအဝင်နောက်အလဲပိုင်းကအခုဆိုရင်ပြည်သားကစားလို့နေရာကတော့ပါလာတယ်နောင်ချိုရှမ်းမြောက်အဲ့ဒီဘက်ချမ်းနေပြီးတော့ဗက်ပြောင်းကျင်လို့ထွက်ပြေးကျင်လို့အတင်းသမားစစ်မှုထမ်းခေါ်ဆောင်ခြင်းခံရတာမလုပ်ချင်မဲနဲ့ထွက်ပြေးခြင်းလို့စသဖြင့်နီလမောင်းတွေနဲ့ချိတ်ဆက်လာတဲ့ဖက်စစ်အကြမ်းဖက်လက်ပါစီဖြစ်နေတဲ့စစ်သားအရာရှိတွေကိုကျွန်တော်တခုတည်းပဲပြန်ကြားတာရှိပါတယ်အဲ့တော့အခုချိန်ရောက်မှကဲထုတ်ပါတို့ဗက်ပြောင်းကျင်တယ်တို့စီရီယံဝင်ကျင်တယ်တို့ဆိုတာမမီတော့ဘူးလို့အဲ့တော့မင်းတို့လုံနိုင်တာတခုတည်းပဲရှိတယ်တိုင်းစစ်တပ်လူကြီးနှစ်ခုကနေသုံးခုထိတောင်လုံးဝလက်လွတ်ဆုံးရှုံးရမယ်ဖက်စစ်မင်းအောင်လာမုတ်ချကြဆုံးမှာဖြစ်တယ်ကြဆုံးတဲ့အချိန်ဒီမှာမင်းတို့ဟာတောင်မြင်လွတ်တဲ့ခွေးပမာမရောက်ချင်ရင်အခုမင်းတို့ရောက်ရနေရကနေအလံဖြူထော်မှာလက်နဲ့ချပါတော်လိုင်းတပ်ဖွဲ့တွေနဲ့ရင်ဆိုင်တဲ့အခါတိုင်းမှာမင်းတို့ဟာမင်းတို့ချင်းချင်းကြားထဲမှာရှိတဲ့တွေးကြွတော်သူစစ်သွေးကြတွေရှိတယ်ဖက်စစ်တပ်ထဲမှာပြည်သူကိုတတ်မယ်ဖြတ်မယ်လူမယ်ရက်မယ်နိုင်ကျင့်မယ်ဆိုတဲ့စစ်သွေးကြတွေရှိတယ်မင်းတို့ချင်းချင်းကြားထဲမှာပဲအနိုင်ကျင့်နေတဲ့ကောင်တွေရှိတယ်မင်းတို့ပဲပြောင်းကြည့်အလံဖြူထောင်ကြည့်မင်းတို့ပြစ်တတ်မယ်တကယ်လည်းပြစ်တတ်နေတဲ့ကောင်တွေရှိအေးအဲ့လိုကောင်တွေကိုမင်းတို့မှတ်ထားပါစီးရင်တို့ထားပါအေးတော်လိုင်းတပ်ဖွဲ့တွေနဲ့ထိတိုက်တွေ့ပြီဆိုတာနဲ့မင်းတို့အမြန်ဆုံးအဲ့ဒီစောစောကစစ်သွေးကြကောင်တွေအချင်းချင်းကိုရက်ဆက်ပြည်သူကိုရက်ဆက်လုပ်တဲ့ကောင်တွေမင်းတို့နှိမ်နှင်းပါမင်းတို့ရှင်းလင်းပါပြီးရင်ရအဖြူရောင်ပိတ်စအဖြူရောင်အရာတစ်ခုနဲ့အလံထောင်ပြီးတနတ်ကိုနောက်ကျောမှာလွယ်ပြောင်းကိုအောက်ဆိုင်လက်ကိုမြောက်လံဖြူတစ်ခုကိုင်ပြီးတာနဲ့ရဲဝင်းသာမင်းတို့လက်နဲ့ချပါပြည်သူတော်လိုင်းရေးတပ်ဖွဲ့တွေအားလုံးကမင်းတို့ကိုလံဖြူထောင်လာတဲ့မြည်သည့်စစ်သားရာရှိကိုမဆိုအသက်ရှင်ခွင့်ပေးပါလိမ့်မယ်ဒါပေမဲ့ဆရာဇမှုတွေရဲဆက်ကျူးလွန်ခဲ့တဲ့သူတွေအတွက်ကတော့အေးဆေးဆေးနေခွင့်တော့ရမှာမဟုတ်ဘူးအသက်ရှင်ခွင့်တော့ရမှာဖြစ်တယ်ဒါတွေကိုကျွန်တော်ပြန်ကြားနေပါဖြစ်တယ်အဲ့တော့ဖက်စစ်လက်ပါစီတွေဆက်လက်ပြီးတော့မိမိသားစုနဲ့ပြန်ဆောင်ခြင်းနဲ့ဆိုရင်ခေတ်သစ်စနစ်တဲ့နိုင်ငံတော်တည်ကြီးကိုမြင်ခြင်းနဲ့ဆိုရင်မိမိမတ်တွေ့တဲ့တန်ရုံးလင်ရှိတဲ့မိသားစုနဲ့ပြန်ဆောင်ခြင်းနဲ့ဆိုရင်တခုသောနီလန်တခုတည်းကြံတဲ့နီလန်ကတော့ပြည်သူဘက်ကိုအလံဖြူထောင်ပါလက်နဲ့ချပါအလင်းဝင်ပါဒီနီလန်မှာတပါမင်းတို့အတွက်အသက်ရှင်ရနီလန်အခြေမရှိတော့ဘူးဖက်စစ်လက်ပါစီတွေအားလုံးအများဆုံးဆုံးဖြတ်ပါအလံဖြူထောင်ပါလက်နဲ့ချပါ